ယေရှုကိုလက်မခံတဲ့သူတွေအကုန်လုံးကဘာမှပဲလဲလူဟာဘယ်ကိုင်းကနာမှာပဲနေနေဘယ်ဘာသာမှာပဲနေနေဘယ်အဖွဲ့အစည်းမှာပဲနေနေလူတစ်ဖြစ်ဟာအဲ့ဒါတကူတော့ခရစ်တဲ့လူတစ်ဘာလူတစ်လဲဒါပေမဲ့ဒီတကူကဆွတ်တောင်းပြီးလဲမဟုတ်အခြားသောဘာသာကမဟုတ်ကျမ်းစာအရခရစ်တော်၌ရှိသေးလားခရစ်တော်၌မရှိသေးဘူးဆိုရင်ကျမ်းစာအတိုင်းဘုရားပြောတဲ့ဘုရားရဲ့အမြင်မှာပြန်လူတစ်လုံးကမဖြစ်သေးဘူးဆိုတော့ဒီလူတစ်ကဆိုတော့အခုကတော့အသက်တာအသစ်အကြောင်းပေါ့အဲ့တော့အသက်တာအသစ်ကိုကျွန်တော်ဘယ်လိုရနိုင်လဲသင်အသက်တာအသစ်ဖြစ်ပြီလားဒါမိကိုမေးရမယ်လေသင်အသက်တာအသစ်ဖြစ်ပြီလားအချို့ကလည်းနှစ်သက်ရရင်လူသစ်စိတ်သစ်ကြောင်းဝင်ငါလူသစ်စိတ်သစ်ကြောင်းဝင်ငါတဲ့ခါမှာငါလူသစ်ဖြစ်ပြီးငါအကျင့်ပြောင်းလဲသွားပြီဆိုလူသစ်ဖြစ်ပြီလို့ပြောတယ်ဒါပေမဲ့ချမ်းသာမှာတော့လူသစ်ဖြစ်ဖို့အတွက်အကျင့်ပြောင်းလဲရုံနဲ့မရဘူးလူသစ်ဖြစ်ဖို့အတွက်ဟာလာအကျင့်ကောင်းရုံနဲ့လည်းမရဘူးဆိုတော့လူသစ်ဖြစ်ဖို့အတွက်ခရစ်တော်၌ရှိမှလူသစ်ဒီမှာလူမြည်ဒီကဒါပေမဲ့အဲ့ဒီလူသစ်ကတဲ့ခရစ်တော်၌ရှိမှဖြစ်တဲ့လူသစ်တော့သင်ရဲ့အသက်တာခရစ်တော်၌သင်လူသစ်ဖြစ်ပြီးဆိုရင်သင်ခရစ်ကျမ်းစာအရခရစ်တော်၌ရှိပြီလားခရစ်တော်၌မရှိသေးဘူးဆိုရင်ကျမ်းစာအတိုင်းဖခင်ပြောတဲ့ဖခင်ရဲ့အမြင်မှာသင်ဟာလူသစ်လုံးဝမဖြစ်သေးဘူးဆိုတော့ဒီလူသစ်ကကိုယ့်အကိုအကျင့်နဲ့ပြောင်းလဲလို့ဖြစ်တဲ့လူသစ်မဟုတ်ဘူးအကျင့်ကောင်းလို့ဖြစ်တဲ့လူသစ်မဟုတ်နိကောခန်းကြီး9:18မှာတော့ထို့သို့ဖြစ်တော်ဖခင်သခင်တကူတော်တဲ့ဆက်ခွန်မှာတော့လူမြည်ဒီကခရစ်တော်၌ရှိနေအသိပြုနေတတဝါ18မှာလည်းကြတော့ထို့သို့ဖြစ်တာတဲ့လူသစ်ဖြစ်တာတဲ့ဖခင်သခင်တကူတော်ကြောင့်ဖြစ်တယ်ပြောချင်တာအသစ်တော်တတ်တာကဖခင်သခင်တကူတော်နဲ့သာဖြစ်နိုင်ကိုလှုပ်လို့မရဘူးကိုကျင့်လို့မရဘူးဒါဆိုအဲ့တကူကြောင့်ဘယ်လိုခံရမလဲယောမခန်းကြီး1ပိုက်ငယ်16မှာငါဒီအင်္ဂလိပ်တရားကြောင့်ရှက်ကြောက်ခြင်းမရှိထိုတရားသည်ရှေးဥစွာနဲ့ယူဒလူနောက်နာဟေလတလူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောအင်္ဂလိပ်တရားဆိုရယ်ကားတိုင်းမှာအပြေခံခြင်းထဲမှာအဲ့အင်္ဂလိပ်တရားမှာတကူရှိတယ်ဘာတကူလဲအပြစ်သားကနေဖျားသားဖြစ်သွားစေတယ်အပြစ်ရှိသမျှကိုစေကြောပြီးမိုးပင်ကဲ့သို့ဖြူသွားစေတယ်အဲ့တကူရှိတယ်အင်္ဂလိပ်တရားမှာဆိုတော့အဲ့အင်္ဂလိပ်တရားဆိုယေရှုခရစ်တော်လက်ခံလိုက်တဲ့အခါမှာတဲ့လူဟောင်းကနေလူသစ်ဖြစ်လာဆိုတော့ဒီလူသစ်ကလူကိုပြစ်ပြင်တဲ့အသစ်ကိုကိုပြစ်ပြင်တဲ့အသစ်မဟုတ်လူကိုဖျားကပြစ်ပြင်လိုက်တာယေရှုခရစ်တော်လောကကိုင်းမှာအသေးခံတာကိုလက်ခံလိုက်ခြင်းအဖြစ်လူသစ်ဖြစ်လာအဲ့တော့တကူတော်ကြောင့်ဖြစ်တဲ့လူသစ်ဘာလူသစ်လဲဒါပေမဲ့ဒီတကူကဆွတ်တောင်းပြီးလဲတဲ့တကူမဟုတ်အခြားသောဘာစကားပြောနေတဲ့တကူမဟုတ်နားလည်လားမသိဘာတကူလဲကားလိုက်မှာယေရှုခရစ်တော်အသေးခံခြင်းအဖြစ်ခံရတော်တကူအပြစ်ရှိမြတ်ကိုအပြစ်ရှိသမျှကိုကပလာလိုနေတော်လဲမိုးပင်ကဲ့သို့ကပလာလိုနေတော်လဲမိုးပင်ကဲ့သို့ဖြူစေတဲ့အရာအရင်ကဘာသားလဲအခုဘာသားလဲဘယ်သူလောက်တာလဲဖျားသခင်လုပ်ပေးတာဖြစ်တယ်နော်အဲ့ဒီအသစ်ဖြစ်သွားပြီဖြစ်တယ်ဟာမို့အသစ်ဖြစ်ဖို့ရန်အတွက်ဆိုရင်တော့ဘယ်သူနိုင်ရှိဖို့လို့လဲခရစ်တော်နိုင်ရှိဖို့လို့လဲခရစ်တော်နိုင်ရှိတော့ဘာကိုပြောတာလဲဖျားကြောင်တက်တာကျမ်းစာဖတ်တာပြောတာမဟုတ်သေးဘူးနော်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တာကိုဘာလို့ခေါ်ရလဲခရစ်တော်နိုင်ရှိတယ်အကျိုးလည်းငါမွေးရခရစ်ယာန်ပဲကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်စရာလိုလို့လားအဲ့လိုမျိုးစဉ်းစားတဲ့သူတွေရှိငါခရစ်တော်ကယ်တင်ပိုင်ရှင်ပဲငါမွေးရခရစ်ယာန်ပဲဟုတ်မွေးရခရစ်ယာန်တော့လူတော့ယောဟန်ခန်း1ပိုက်ငယ်7:73မှာထိုသားတို့မူကလူမျိုးနဲ့ဆက်ဆိုင်ဖွာသောသားမဟုတ်လူဖွာလဲဖျားသခင်ဖွာမှဖြစ်တဲ့သားဖြစ်တယ်ဘယ်လိုဖွာမှလဲဖျားသခင်ဖွာမှဖြစ်တဲ့သားသိလားဒါဖျားသားဖြစ်ဖို့အတွက်အကျင့်နဲ့လည်းမရဘူးဘာသာတရားနဲ့လည်းမရဘူးဘယ်သူဖွာမှလဲဖျားသခင်ဖွာမှဖြစ်တယ်ဒါဖျားသခင်ဘယ်သူအဖြစ်ဖွာလဲထိုသူကိုလက်ခံသမျှတော့လက်ခံတဲ့သူတိုင်းနဲ့ဘာသာပြရမလဲအချို့ကတော့အမှအလွဲပြောတာရှိတယ်ဖျားသားဖြစ်ဖို့အတွက်ဖျားသခင်ဖွာမှရမှာဒါမှကိုယုံကြည်တိုင်းမရအောင်ဖျားရွေးချယ်တဲ့သူပဲဖြစ်တယ်လို့ပြောတယ်အဲ့ကျမ်းစာမှာရွေးချယ်နေမသုံးထားဘူးထိုသူကိုလက်ခံသမျှဘာသာလဲအဲ့ကျမ်းစာမှာပဲအဖြစ်ပါအဲ့တော့ဖျားသားဆိုတော့ဖျားခင်ဖွာမှာပေါ့ဆိုလိုတာကသူကဖျားရွေးချယ်တဲ့သူမှာကိုယုံရင်လည်းမဖြစ်ဘူးပေါ့ဖျားရွေးချယ်တဲ့သူမှာဖျားဖွာမှာပဲဖြစ်တာဖျားဘက်ကလှုပ်ပေးမှာပဲဖြစ်တာဘယ်လိုလှုပ်ပေးမှာဆိုဖျားလှုပ်ပေးခြင်းတဲ့သူကိုပဲလှုပ်ပေးမယ်ရွေးချယ်တဲ့သူကိုပဲလှုပ်ပေးမယ်အဲ့လိုသင်လိုက်တာဒါပေမဲ့အဲ့ကျမ်းစာမှာအဲ့လိုမရေးထားအောင်လက်ခံသမျှလက်ခံတဲ့သူတိုင်းကိုဘာသာဖြစ်စေလဲဘယ်သူကဖြစ်စေတာလဲဖျားသခင်ကဖြစ်တာအပြစ်သားကနေဖျားတော့ကိုလှုပ်လို့မရကိုပြောင်းလဲလို့မရဘယ်သူပြီးလှုပ်ပေးတာလဲဖျားသခင်လှုပ်ပေးတာဖြစ်တယ်အာမင်
အဲ့ဒါကတော့ effect နှစ်30ကလည်းကြတော့ခရစ်တော်နဲ့အသစ်ပြုပြင်ဖန်ဆင်းခံရတယ်ဒါကြောင့်မို့ကောင်းသောကျင့်မှာကျင့်လေပါအာမင်အဲ့တော့ effect နှစ်30မှာခရစ်တော်နဲ့အသစ်ပြုပြင်ခံတယ်ဘာသားလဲအရင်ကအခုအဲ့ဒါအသစ်ပြုပြင်ဖန်ဆင်းခံရတော့သူဟာကျွန်တော်အခုကဘာသားလဲဟုတ်တယ်အဲ့ဒါကိုအသစ်တော်အသက်တာရရှိတယ်ဘာလဲကျွန်တော်ခရစ်တော်နဲ့ရှိရင်ဘာဖြစ်သွားလဲလူသစ်လူဟောင်းလားလူသစ်လားလူသစ်ဖြစ်တာအချင်းကြောင့်ဖြစ်တာလားယေရှုကြောင့်ဖြစ်တာလားယေရှုကြောင့်ဟုတ်တယ်ကိုပြောင်းလဲတဲ့သစ်လားဘုရားခင်လုပ်ပေးတဲ့သစ်လားတော့ဘယ်ကိုင်းကနမှာပဲနေနေဘယ်အသင်းတော်မှာနေနေဘယ်လောက်ဆရာကြီးမှပါဝင်ယေရှုကိုလက်မခံရသေးဆိုတင်ကလူသစ်မဟုတ်သေးဘူးမဖြစ်သေးဘူးဟုတ်ပါသလားနားလည်ပါသလားဒီမှာတမအရေးကြီးတာဖြစ်တယ်ထို့နည်းတူပဲယေရှုကတော့ကားထဲမှာအသေးခံတယ်အဲ့ဒါကတင့်ကိုအပြစ်လို့စေတယ်အဲ့ဒါကိုယုံကြည်မှယေရှုကိုယုံကြည်တာဖြစ်တယ်အဲ့ဒါကိုလက်ခံမှယေရှုကိုလက်ခံတာဖြစ်တယ်ဆိုတော့မသိသေးတဲ့အမှုတော်ဆောင်မသိသေးတဲ့ယုံကြည်သူကဖြစ်လေခရစ်တော်ကိုမသိကျွမ်းသေးတော့သူဖြစ်တယ်ခရစ်တော်အကြောင်းတကယ်မသိတဲ့သူကအဲ့ဒါတကယ်မှခရစ်တော်အကြောင်းမသိတာသူပဲအများကြီးရှိအဲ့လိုမျိုးအများကြီးရှိအဲ့တော့ပျော်မွေ့တယ်ဘာမှလဲကိုးကွယ်ခြင်းနဲ့မှပျော်မွေ့တယ်ကိုးကွယ်တဲ့အရှင်နဲ့ပျော်မွေ့နေတာမဟုတ်အဲ့တော့ဘာမှလဲဖခင်ရဲ့အလုပ်တွေမှာသွားလာတာပျော်ပါနေတာပျော်မွေ့နေတာသူတို့အခန်းဟာလာဆရာလို့ခေါ်နေရာပေးအဆူတော်တွေဆိုလဲပြောကြည့်ပါလားကျွန်တော်အဆူတော်ရဲ့အခါစကားပြောနေဆရာကျွန်တော်အင်္ဂလိပ်ခီးစဉ်အများကြီးလိုက်ဘူးလားဆရာသိလာတယ်ဘယ်ခီးစဉ်ဘယ်နေရာဘယ်သူနဲ့ဘယ်အချိန်ကဘယ်နိုင်ငံကျွန်တော်ဘယ်လောက်သွားခဲ့တာလူတွေအများကြီးပဲဆရာလူတွေအရန်ပျော်ကြတာဒါပေမဲ့သူလိုက်မှာဆိုပီယာခွက်ကြီးနဲ့ဒါပေမဲ့ခရစ်တော်ရဲ့အပြစ်လက်ချုံသူနားလဲလားခရစ်တော်ချင်းတွေအများကြီးဆိုနေတာအသွေးတော်ချင်းတွေအများကြီးဆိုနေတာအပြစ်လက်ချင်းကြောင်းတွေသူချင်းတွေမှာသူအများကြီးဆိုနေတာဒါပေမဲ့ခရစ်တော်ရဲ့အသေးခံကိုလက်ခံမှာဖခင်သားဖြစ်တယ်ဆိုအတိအကျသူလုံးဝမသိဘူးသူလုံးဝမသိဘူးသူများတော့မှဘာမှမဟုတ်တဲ့ကောင်တော်ကယ်ရီချင်းငါလိုဖခင်ချင်းလိုက်ဆိုတဲ့သူငါလိုဆရာတွေကိုအလူငွေလိုက်ပေးတဲ့သူငါလိုတက်နိုင်သလားလို့တဲ့ဆိုဘာလို့မရောက်ဆရာအကြောင်းရှိရမှာလဲဆိုတော့သူ့ရဲ့အချင်းပေါ်မှာသူရောက်ပြီးလို့ခံစားလာတာကျမ်းစာကဘု து ကိုပဲရောက်တယ်ဘု து ကမှမရောက်ဘူးဘု து ကကယ်တင်ချင်းရတယ်ဘု து ကကယ်တင်ချင်းမရအတိအကျပြောထားတဲ့ကျမ်းစာကိုသူလုံးဝကူးမဆိုင်ဒါတော့ငါ့တခင်ကကောင်းတဲ့နိုင်ငံမဝင်ရကြနားလည်ပါသလားဒါကျွန်တော်လူသစ်ဖြစ်တာအချင်းကြောင့်လားယေရှုကြောင့်လားယေရှုကြောင့်ပါကိုကလှုပ်တာလားကိုရောကလှုပ်ပေးတာလားကိုကလှုပ်ပေးတာတော့ယေရှုကိုလက်မခံတဲ့သူတွေအကုန်လုံးကဘာမှပဲလဲလူဟာဘယ်ကိုင်းကနာမှာပဲနေနေဘယ်ဘာသာမှာပဲနေနေဘယ်အဖွဲ့အစည်းမှာပဲနေနေလူဟာဒါခရစ်ယာန်ထဲမှာလူဟောင်းရှိလားရှိပါတယ်လူဟောင်းထဲမှာလူကောင်းရှိလားရှိပါတယ်လူဟောင်းထဲမှာလူတော်ရှိလားရှိပါတယ်လူဟောင်းထဲမှာလူတက်ရှိလားရှိပါတယ်ဟုတ်တယ်နော်လူဟောင်းပဲလူသစ်ဖြစ်ဖို့တော့ဒီနေ့ကျမ်းစာကပြောလူသစ်ကအကျင့်ပြောင်းလဲတဲ့လူသစ်မဟုတ်အကျင့်တွေကောင်းလာတဲ့လူသစ်မဟုတ်ဘာလူသစ်လဲယေရှုကိုယုံကြည်သောကြောင့်ဖြစ်တဲ့လူသစ်ဒီနေ့ကျမ်းစာကပြောလူသစ်ဆိုတာဘု து အားဖြစ်လဲယေရှုကိုယုံကြည်သောအားဖြစ်တဲ့ကျမ်းစာကပြောတဲ့လူသစ်အာမင်ဒီမှာရှိတဲ့လူဟောင်းလားလူသစ်လားအာမင်ယေရှုအားဖြင့်နော်